ကျွန်ုပ်တို့ရဲ့တာယာလှပတဲ့ပကံမင်းနေပြည်တော်ကြီးကိုတစ်ချက်ကြည့်ရှုလိုက်ပါမရေမတွက်နိုင်တဲ့စေဒီပထိုးတွေနဲ့အတိတ်ရဲ့သမိုင်းအမွေအနှစ်တွေကဆွဲမက်ဖွယ်ကောင်းရောက်အောင်တည်ရှိနေပါတယ်အတိတ်ကပကံမင်းနေပြည်တော်ကြီးဟာအခုတော့ကဘာလက်ခရီးသွားတွေကိုဆွဲဆောင်နေတဲ့ကမရအမွေအနှစ်နေရာတစ်ခုဖြစ်လာပါပြီညနေစောင်းနေဝင်ချိန်မှာမြကန်းဆက်ကနေကြည့်ရှုရတဲ့ပကံရဲ့ရှုခင်းဟာတကယ်ကိုအိမ်မက်ဆန်ပြီးဆွဲမက်ဖွယ်ကောင်းလောက်အောင်လှပပါတယ်ပကံကိုလာလည်ဖို့ဖိတ်ခေါ်ပါတယ် like and follow ခဲ့ပါအောင်နော်